အားလုံးဒီမှာဒီနေ့တရားဒေါက်တာအေးစီကမှာ set the exam ရတယ်ဆိုတဲ့လာ try ကြည့်ရဖြစ်ပါတယ်ဒီ set ကလေးကဘာကောင်းလဲဆိုတော့ဒီ fine line ကိုတိတာမျက်လုံးအောက်ကအရေးအကြောင်း smile line နေပြီးတော့ဒီ level ရဲ့အရေးအကြောင်းတွေပေါ့အကုန်လုံးမျက်နှာရုံကောက် level မှာလုပ်ရရတယ်ဆိုတော့စိတ်ထွားမှာကြောက်တဲ့လူဒီ fine line နဲ့ပတ်သက်ပြီးစိတ်ထွားမှာကြောက်တဲ့လူတွေအရင်ကောင်းနေဆိုတော့တရား try ကြည့်ရတာပြီးတော့သူပြမှာအဓိကပါတဲ့ဟာကဒီမျက်နှာကိုကြည့်တော့ဘောလုံးရည်တဲ့အရင်ကြည့်ပြီးစိုးစိုးကြည့်ကြည့်ပြောင်းပြောင်းဖြစ်တယ်ဆိုတော့လေစိတ်ဝင်စားတာလေးတွေတော့ try ပြတာပါရှင်တော့ဒီတိုင်းမှာရှိတဲ့ hyaluronic acid တို့ polyethylene အားလုံးထားလို့လုပ်ပြရတော့အားရအောင်လုပ်ပြီးတော့ဆိုလို့ရှိရင်တင်းတင်းဖြစ်တယ်မလိုတဲ့အစီအကြာနေနောက်ပြီးတော့glow ဖြစ်တယ်ဒီကောင်လေးပြောင်းပြီးဖြစ်တယ်ကျွန်တော်ပြောတယ်